ကိုဝင်ဆောင်ချိန်ပါရာစီတမောအက်ဆီတမီနိုဖန်သုံးစွဲမှုနှင့်အော်တဆင်ရောဂါဆက်ဆက်မှုအကြောင်းစက်တင်ဘာ22ရက်နေ့2025ခုနှစ်တွင် US FDA Food and Drug Administration Agency မှာ FDA Commissioner Marty McGree MD-MPH မှာနိုင်ငံတော်ရှိတမတော်များအားသတိပေးစာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်၎င်းထုတ်ပြန်ချက်တွင်ကိုဝင်ဆောင်အမျိုးသမီးများတွင်ပါရာစီတမောအက်ဆီတမီနိုဖန်သုံးစွဲမှုသည်ကလေးများတွင်အော်တဆင်နှင့် ADHD ကဲ့သို့သောအာရုံကြောဆိုင်ရာအခြေအနေများဖြစ်နိုင်ခြင်းနှင့်ဆက်ဆက်မှုရှိကြောင်းသက်သေအထောက်အထားများတွေ့ရသည့်အတွက်မိဘများနှင့်ဆရာဝန်များသတိပြုမိစေရန်အက်ဆီတမီနိုဖန်တိုင်လီနိုနှင့်အလားတူထုတ်ကုန်များအတွက်အညွှန်းပြောင်းလဲမှုလှုပ်ဆောင်နေကြောင်းနှင့်ဤအထောက်အထားရှိနေသောလဲရွေးချယ်မှုသည်မိဘများနှင့်အတူရှိနေဆဲဖြစ်ပြီးအချို့သောအခြေအနေများတွင်ကိုဝင်ဆောင်အမျိုးသမီးများအတွက်အက်ဆီတမီနိုဖန်ပါရာစီတမောကိုအသုံးပြုရန်ကြိုးကြောင်းစီလျော်မှုရှိနေဆဲဖြစ်သည်ဟုလည်းပါရှိသည်ထို့အပြင် American သမ္မတ Donald Trump သည် US Department of Health and Human Services ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုရေးရာမှအတွင်းရေးမှူး Robert Kennedy Jr. နှင့်အတူသတင်းစာရှင်းလင်းပွဲတစ်ခုတွင်ကိုဝင်ဆောင်အမျိုးသမီးများအကိုက်အခဲပြောက်စေအက်ဆီတမီနိုဖန်တိုင်လီနိုသုံးစွဲမှုနှင့်ကလေးချို့တွင်အော်တဆင်ဖြစ်နိုင်ခြေတိုးမြင့်လာမှုကြောင့်ဆက်နွယ်မှုရှိကြောင်းကိုပြောကြားခဲ့သည်လက်ရှိသိပ္ပံနည်းကျအကြံဉာဏ်နှင့်ဆေးဘက်ဆိုင်ရာသဘောထားကိုဆန့်ကျင်လျက်နိုင်ငံများပြားတွင်ပါရာစီတမောဟုလူသိများသောဆေးသည်မကောင်းပါဟုဆိုကာအမျိုးသမီးများသည်အဖျားကြီးခြင်းကဲ့သို့သောပြင်းထန်သောကိစ္စများတွင်သာတောက်သုံးရန်၎င်းဆေးအားငရဲကဲ့သို့တိုက်ခိုက်သင့်သည်ဟုလည်းဆိုသည်အထက်ပါအော်တဆင်နှင့်ကိုဝင်ဆောင်ခြင်းပါရာစီတမောသုံးစွဲမှုဆိုင်ရာပြောဆိုမှုများအပေါ်ကမ္ဘာထင်ရှားသောကျန်းမာရေးအဖွဲ့အစည်းများမှလည်းကိုဝင်ဆောင်ခြင်းပါရာစီတမောသုံးစွဲမှုသည်အန္တရာယ်ကင်းကြောင်းပြန်လည်တုံ့ပြန်ခဲ့ပါသည်1 American သားဖွားနှင့်မိရဲ့အထူးကုကောလိပ် American College of Obstetricians and Gynecologists ACOG မှာဤထုတ်ပြန်ချက်ကိုတာဝန်ယူမှုကင်းမဲ့သောထုတ်ပြန်ချက်ဖြစ်ကြောင်းရင်းစေးပေါ်တွင်မှီတည်နေရသောကိုဝင်ဆောင်များအတွက်အန္တရာယ်ရှိသောစိတ်ရှုပ်ထွေးစေသောသတင်းစကားတစ်ခုဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်ဤကြေညာချက်သည်သိပ္ပံနည်းကျအထောက်အထားအပြည့်အစုံကိုကြောထောက်နောက်ခံမပြုထားခြင်းနှင့်ကျွန်ုပ်တို့၏ Federal ကျန်းမာရေး Agency များသည်တန်းနှင့်ချီသောလူပေါင်းများစွာ၏ကျန်းမာရေးကိုထိခိုက်စေမိဤကြောညာချက်ကိုယုံကြည်စိတ်ချရသောအချက်အလက်မရှိဘဲထုတ်ပြန်ခြင်းကစိတ်ပျက်စရာကောင်းကြောင်းတုံ့ပြန်ဖော်ပြခဲ့သည်နှင့် American Academy of Pediatrics မှလည်းပါရာစီတမောဟုလူသိများသောအက်ဆီတမီနိုဖန်သည်အကြံပြုထားသည့်အတိုင်းတောက်သုံးပါကကလေးများအတွက်ဘေးကင်းကြောင်းဆယ်စုနှစ်များစွာသုတေသနပြုရာ၌တွေ့ရှိခဲ့သည်ဤဆေးသည်ဘေးမကင်းမဲ့အော်တဆင်ဖြစ်ခြင်းနှင့်ဆက်ဆက်သည်ဟုအထင်အမြင်လွဲစေသည့်ထုတ်ပြန်ချက်သည်မိဘများနှင့်မိဘဖြစ်လာမိသူများအတွက်စိတ်ရှုပ်ထွေးစေပြီးအန္တရာယ်ရှိသောသတင်းတစ်ခုဖြစ်စေသည်ဟုထုတ်ပြန်ခဲ့သည်3 MHRA ဆေးဝါးများနှင့်ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များကွပ်ကဲမှု Agency MHRA သည်ကိုဝင်ဆောင်စဉ်ပါရာစီတမောသုံးစွဲမှုဘေးကင်းရေးဆိုင်ရာရှင်းလင်းပြသသောကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးကိုဝင်ဆောင်စဉ်ပါရာစီတမောတောက်သုံးခြင်းနှင့်ကလေးများတွင်အော်တဆင်ဖြစ်ခြင်းဆက်ဆက်မှုမရှိကြောင်းအတည်ပြုဖော်ပြခဲ့သည်၎င်းထုတ်ပြန်ချက်တွင်ပါရာစီတမောသည်ကိုဝင်ဆောင်မိခင်များအတွက်ညွှန်ကြားထားသည့်အတိုင်းအသုံးပြုပါကနာကျင်မှုသက်သာစေရန်အကြံပြုထားသည့်ဆေးတစ်ခုအဖြစ်ကြံရှိနေသေးကြောင်းရှင်းရှင်းလင်းလင်းထုတ်ပြန်ခဲ့သည်4 President of Royal College of Obstetricians and
Gynecology မှာ Professor Rani Takha မှလည်း MHRAE ထုတ်ပြန်ချက်ကိုထောက်ခံခဲ့ပြီးကိုယ်ဝန်ဆောင်စဉ်ဖျားနာခြင်းများကိုစီမံခန့်ခွဲခြင်းသည်အမျိုးသမီးများနှင့်၎င်းတို့ကလေးများအပေါ်ဒုက္ခချမ်းသာအတွက်အမှန်တကယ်အရေးကြီးကြောင်းနာကျင်မှုသည်အမျိုးသမီး၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေပြီးကိုယ်ဝန်ဆောင်တွင်ဖြစ်ပွားသောဖျားနာခြင်းသည်ထိရောက်စွာမကုသပါကမိခင်ရောမမွေးဖွားသေးသောကလေးများအတွက်ပါအန္တရာယ်ဖြစ်စေနိုင်ကြောင်းထပ်လောင်းဖော်ပြထားသည်ငါ European Medicine Agency EMA မှ Chief Medical Officer ဆေးဘက်ဆိုင်ရာအရာရှိချုပ် Stefan Thestrat မှလည်းပါရာစီတမောသည်ကိုယ်ဝန်ဆောင်မိခင်များအတွက်ဖျားနာခြင်းနှင့်နာကျင်မှုကိုကုသရန်အရေးကြီးသောဆေးတစ်ခုအဖြစ်သတ်မှတ်ထားဆဲဖြစ်ကြောင်းနှင့်ကျွန်ုပ်တို့၏အကြံပြုချက်များသည်တိကျသေးကြသောသိပ္ပံနည်းကျအချက်လက်များပေါ်တွင်အခြေခံပြီးကိုယ်ဝန်ရှိနေစဉ်ပါရာစီတမောတောက်ခြင်းသည်ကလေးများတွင်အော်တီဇမ်ဖြစ်ကြောင်းအထောက်အထားမတွေ့ရှိရပါဟုအခိုင်အမာဖော်ပြထားသည် 6. University College Dublin ဆေးကျောင်း Conway Institute မှလက်ထောက်ပါမောက္ခဒေါက်တာ Jeffrey Glennon ကယခုကဲ့သို့ဖော်ပြခဲ့သည်အော်တီဇမ်သည်အိုင်ယာလန်ရှိလူ100တွင်1ယောက်65ယောက်တွင်1ယောက်ဖြစ်ပွားနေသည်ယခုကဲ့သို့ထုတ်ပြန်ချက်သည်မမှန်ကန်ပါမကြာသေးမီကလူပေါင်း386,000တွင်ဆွီဒင်နှင့်အမေရိကန်သုတေသီများကကြီးမားသောအထင်ကရလေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီးကိုယ်ဝန်ဆောင်မိခင်ပါရာစီတမောသုံးစွဲမှုနှင့်၎င်းတို့၏သားစဉ်မြေးဆက်ရှိအော်တီဇမ်လက္ခဏာများဆက်နွယ်မှုမရှိကြောင်းသက်သေပြခဲ့သည်ဤလေ့လာမှုကို Professor Gardner နှင့် Professor Lee တို့ဦးဆောင်ပြီး US National Institute of Health မှပံ့ပိုးပေးခဲ့သည်2024တွင်စာဆောင်ထုတ်ဝေခဲ့သည်1999မှ2019ခုနှစ်အတွင်းဆွီဒင်ဖွားကလေး1.4 သန်းအတွက်မှတ်ပုံတင်ဒေတာများနှင့်ကိုယ်ဝန်ဆောင်စဉ်သားဖွားဆရာမများမှတ်တမ်းများပေါင်းစပ်ပြီးကိုယ်ဝန်ဆောင်အတွင်းပါရာစီတမောဖြင့်ကုသခဲ့သောမိခင်များ၏ကလေး386,000ကို၎င်းတို့၏ကိုယ်ဝန်ဆောင်ခြင်းပါရာစီတမောဖြင့်ကုသမှုမရှိခဲ့သော၎င်းတို့၏ညီကိုမောင်နှမအရင်းများနှင့်နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်ဤသုတေသနတွင်လည်းမိခင်ပါရာစီတမောသုံးစွဲမှုနှင့်အော်တီဇမ်လက္ခဏာများကြားဆက်စပ်မှုကိုမတွေ့ရှိခဲ့ပါခုနှစ် WHO World Health Organization မှလည်းပါရာစီတမောကိုကိုယ်ဝန်ဆောင်စဉ်ဆရာဝန်များညွှန်ကြားထားသောပမာဏဖြင့်တောက်သုံးပါကစိတ်ချရကြောင်းအတည်ပြုဖော်ပြခဲ့သည်အော်တီဇမ်နှင့်ဆက်စပ်မှုရှိကြောင်းသုတေသနများမှာကွဲလွဲနေသဖြင့်ကမ္ဘာလုံးဆိုင်ရာညွှန်ကြားချက်များကိုပြောင်းလဲရန်မရှိကြောင်းဖော်ပြခဲ့သည်အထက်ပါကျန်းမာရေးအဖွဲ့အစည်းများနှင့်ပညာရှင်များ၏ဖော်ပြချက်များအရကိုယ်ဝန်ဆောင်စဉ်ပါရာစီတမောသုံးစွဲခြင်းနှင့်ကလေးများတွင်အော်တီဇမ်ဖြစ်ပွားခြင်းမှာကျေပြန့်သောသိပ္ပံနည်းကျသုတေသနများအရာဆက်စပ်မှုရှိကြောင်းလုံးဝမတွေ့ရှိရပါယခုအချိန်ထိသုတေသနပြုချက်များတွင်အော်တီဇမ်သည်များစွာသောမျိုးရိုးဗီဇပတ်ဝန်းကျင်ဆိုင်ရာအကြောင်းနှင့်တခြားများစွာသောလွှမ်းမိုးမှုအကြောင်းရင်းများရှိကြောင်းထောက်ပြထားသည် Acetaminophen ပါရာစီတမောသည်အပြော့စားမှအလေလက်နာကျင်မှုကိုကုသရန်နှင့်ခန္ဓာကိုယ်ကိုအေးစေခြင်းဖြင့်အဖျားကိုလျှော့ချရန်သုံးလေရှိသောဆေးဖြစ်သည်မိဘများနှင့်ပြုစုစောင့်ရှောက်သူများသည်မိမိတို့ကလေးအတွက်စိုးရိမ်မှုများရှိပါကမိမိကလေး၏ကလေးထုကုဆရာဝန်နှင့်ဆွေးနွေးသင့်ပြီးကလေးထုကုဆရာဝန်၏လမ်းညွှန်မှုအောက်တွင်မှန်ကန်စွာတောက်သုံးရန်အရေးကြီးပါသည်အသက်12ပတ်အောက်ကလေးများကိုကလေးထုကုဆရာဝန်မှညွှန်ကြားခြင်းမရှိပါကAcetaminophen ပါရာစီတမောကိုမပေးသင့်ပါပုံမှန်အားဖြင့်Acetaminophen ပါရာစီတမောကိုလိုအပ်သလို4နာရီမှ6နာရီတစ်ကြိမ်အဖျားသို့မဟုတ်နာကျင်မှုအတွက်တောက်သုံးနိုင်ပါသည်
ကလေးများတွင်24နာရီအတွင်း4ချိန်ထက်ပိုမတိုက်တဲ့မှာ acetaminophen ပါရှိသောအခြားဆေးများနှင့်တွဲမတိုက်တဲ့မှာနေကောင်းချုပ်အနေဖြင့်ဆိုရသော acetaminophen ပါရာစီတမောသည်ကိုယ်ဝန်ဆောင်မိခင်များအတွက်စိတ်ချရဆုံးအကိုက်ခဲနှင့်အဖျားပြောက်ဆေးဖြစ်ကြောင်းဆေးဘက်ဆိုင်ရာပညာရှင်များသည်သိပ္ပံနည်းကျအထောက်အထားများပေါ်အခြေခံပြီးလူနာများအား acetaminophen ပါရာစီတမောသုံးစွဲမှုကိုဆက်လက်အကြံပြုရန်လက်ရှိသုတေသနပြုချက်များအရကိုယ်ဝန်ဆောင်စဉ်ပါရာစီတမောသုံးစွဲခြင်းသည်ကလေးများတွင်အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာချို့ယွင်းမှုနှင့်ဆက်စပ်မှုမရှိကြောင်းသေချာစွာရှင်းလင်းပြောပြရန်လိုအပ်ပါသည်ဒေါက်တာထီနာ